ခင်သားတော်ဖြစ်တယ်ဆိုပြီးမှဝန်ခံတယ်ထိုနည်းတူပဲတပည့်တော်တို့ကလည်းပဲတမန်တော်ဝုထုမဿဲအခန်းကြီး14ငယ်33မှာဖရာသခင်သားတော်မှန်သည်အားလုံးကအဲ့လိုပဲဝန်ခံကြတာတွေ့ရတယ်တမန်တော်ဝုထုအခန်းကြီး8ငယ်29 30နဲ့ဖရာသခင်ဟာတကယ်ပဲရှားကျင်တဲ့လူတွေအတွက်ကတော့အနည်းနာမှာရှိပါတယ်ငါကိုရှာတော့အခါစိတ်နှလုံးအကျွေးမဲ့နဲ့ရှာလျင်တွေ့ကြလိမ့်မည်ငါဒီလဲတင်တို့အတွေ့ကိုခံမည်ဆိုပြမယေရမိအခန်းကြီး29 73 14မှာဖော်ပြထားတယ်လို့ပဲဖျားရှင်ကိုရှာရင်တကယ်တွေ့တယ်ဖျားရှင်ကတွေ့ခံတဲ့ဖျားဖြစ်တယ်ဧတရောပိပြည်သားအမတ်မင်းဟာလည်းပဲသူဟာယူရပြည်မှာအစိုးရမင်းတို့ရဲ့ဝန်ထမ်းရင်းနဲ့ယူရလူမျိုးတွေကိုးကွယ်တဲ့ထာဝရဘုရားเจ้าကိုသူရှာတယ်ထာဝရဘုရားเจ้าကိုသိကျင်တယ်ဒါနဲ့ပဲသူတို့ရဲ့ကျမ်းစာကိုသူဖတ်ရှုတယ်သဘောမပေါက်နိုင်ဘူးနားမလည်နိုင်ဘူးသို့တော်လည်းပဲသူ့နှလုံးသားထဲမှာတကယ်ပဲဘုရားကိုသိကျင်တဲ့စိတ်ဓာတ်ကြောင့်နှလုံးသားရှိတဲ့အတွက်ကြောင့်ကောင်းကင်တမန်ကနေပြီးတော့ဖိလိပ္ကိုဆေလွတ်ပြီးတော့သွားပြီးမှရှင်းပြဖို့ဆေလွတ်ခဲ့တယ်ဆိုကျွန်တော်တို့တွေ့ရတယ်ဖိလိပ္အနေနဲ့အမမင်းရဲ့သိကျင်တဲ့ဥစ္စာကိုသွားပြီးတော့ရှင်းပြလိုက်တဲ့အခါမှာနောက်ဆုံးမှာကျတော့တိသွားတာနဲ့တပြိုင်နက်တခါတည်းမင်းလဲဘွားနေမြင်ထားဘွားနေဆင်းပြီးတော့နေချင်းမင်္ဂလာခံယူတယ်ဆိုတော့ကျွန်တော်တို့တမန်တော်ဝတ္ထုထဲမှာဖတ်ရှုရပါတယ်ထိုနည်းတူပဲကျွန်တော်တို့ရုပ်တုကိုးကွယ်တဲ့မိသားစုကနေကြီးပြင်းလာတဲ့အာဗြဟံလည်းပဲသူ့အဖေပြုလုပ်တဲ့ရုပ်တုတွေဟာနတ်ဖျားတွေဟာတကယ်ပဲဖျားမဟုတ်ဘူးဆိုတာသူသိတယ်ဒါကြောင့်မလို့ထာဝရဘုရားကိုသူလိုက်ရှာရင်းနဲ့ထာဝရဘုရားသခင်ကအာဗြဟံဆိုပြမခေါ်တယ်အတွေ့ခံတယ်ဒီကနေ့ဆရာကြီးယူရတန်လည်းပဲထာဝရဘုရားကိုရှာတယ်ကျမ်းစာကြောင်းတက်ပြမရှာတယ်နောက်ဆုံးဘုရားရှင်ကအတွေ့ခံတယ်ဒါဟာအင်မတန်မှအံ့ဩဖွယ်ရာဘုရားရှင်ပြုခဲ့တဲ့ဆရာကြီးရဲ့တက်တာမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းပဲဆရာကြီးရဲ့နှလုံးသားခုနကျွန်တော်တို့ဆူတောင်းတဲ့ထဲမှာပါတယ်လို့ပဲနှလုံးသားပိုင်ရှင်ဖြစ်ဖို့ဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုတကယ်ပဲဘုရားတည်သောစိတ်နှလုံးဘုရားအတွက်ဆက်ကပ်တဲ့နှလုံးသားဘုရားအတွက်အစဉ်တင့်ပြင်ဆင်ထားတဲ့နှလုံးသားဖြစ်ဖို့ဒီကနေ့ဆင်ခြင်ဖို့ရရှိပါတယ်နံပါတ်2တစ်ချက်အနေနဲ့ဆရာယုဒတန်နဲ့သာသနာပြုရန်ယူပါယုံဆရာကြီးဟာခရစ်တော်ကိုတည်ရှိပြီးတဲ့နောက်ပိုင်းမှာသာသနာပြုဖို့ပြင်ဆင်ရပါတော့တယ်ဒီသာသနာပြုဖို့ပြင်ဆင်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆရာကြီးနဲ့ပတ်သက်လို့မှတ်သားထားတဲ့တချို့မှတ်တမ်းတွေမှာဘယ်လိုရေးထားလဲဆိုလို့ရှင်တော့ဒီနေ့တော့အခါမှာတဲ့ဆရာကြီးဟာကျောင်းဝင်းအတွင်းမှာရှောက်သွားနေတော့တောင်ကုန်းတနေရာကိုသူရောက်ရှိတဲ့အခါသူ့ရဲ့နားထဲမှာဆက်ဆက်ကြားတဲ့အတန်လေးသူရှိတယ်တဲ့အဲ့ဒီအတန်ကဘာလဲဆိုလို့ရှင်ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး28အငယ်18ကနေပြမ20ဖြစ်ပါတယ်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစင်ပိုင်သောအခွင့်တကိုးရှိသမျှတို့ကိုငါခံရပြီတင်တို့တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမည်းတော်တားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ဗတ္တဇံကိုပေးကြလောငါသည်တင်တို့အားပေးသမျှသောပြည့်တော်တို့ကိုရှောက်ရှောက်စေခြင်းငါဆုံးမဩဝါဒပေးကြလောငါသည်လည်းကကဘာကုံတီတိုင်အောင်တင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ဒီနှုတ်ကပတ်တော်ကိုဆရာကြီးယူရတန်ကနားထဲမှာဆက်ဆက်ကြားတယ်ဒါကြောင့်မို့လို့သူဒူးထောက်ပြီးမှအဲ့ဒီနေရာမှာသူ့တက်တာသူဆက်ကပ်ခဲ့တယ်လို့မှတ်တမ်းနေမှာကျွန်တော်တို့ဖတ်ရှုရပါတယ်သူဒူးထောက်ပြီးမှဆူတောင်းခဲ့တဲ့နေရာမှာဒီကနေ့အထိအဲ့ဒီကြောက်တုံးပေါ်မှာဆိုရင်ကပီးထိုးထားပြီးတော့မှတ်တမ်းတင်ထားတယ်ဆိုတာလည်းပဲတွေ့ရပါတယ်ချစ်တော်ညီကောင်မတို့တကယ်ပဲပျောက်ဆုံးဝိညာဉ်တွေအတွက်မိမိရဲ့အချိန်မိမိရဲ့အတက်တာကိုပေးဆက်နိုင်မဲ့နှလုံးသားပိုင်ရှင်ဒီနေ့ဘုရားရှင်သူ့ကိုအသုံးပြုပါတယ်ဟေရှာယကဲ့သို့
ဟေရှာယလည်းပဲငယ်သူငယ်ရွယ်စဉ်အချိန်မှာပဲဖျားရှင်ကဆေလွတ်ဖို့ရန်အတွက်ဖိတ်ခေါ်တဲ့အခါမှာကျွန်ုပ်ရှိပါ၏ကျွန်ုပ်ကိုဆေလွတ်တော်မူပါဆိုပြီးမှသာဝရဖျားကိုပြန်ပြီးမှအဖြေပေးခဲ့ပါတယ်သာသနာပြုခြင်းနဲ့ပတ်သက်ပြီးတော့ဆရာကြီးရဲ့မျှော်လင့်ချက်စကားလေးတစ်ခုရှိပါတယ်ဒါကဘာလဲဆိုလို့ရှိရင်တော့ဖျားသခင်ဂရိတော်အတိုင်းမြန်မာနိုင်ငံဖို့ရှေ့အနာဂတ်တည်လဲထွန်းလင်းတောက်ပနေသည်ဘုရားသခင်ဂရိတော်အတိုင်းမြန်မာနိုင်ငံဖို့ရှေ့အနာဂတ်တည်လဲထွန်းလင်းတောက်ပနေတယ်ဒီဟာဆရာကြီးရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်ဒီသာသနာစိန်ခေါ်ချက်တွေကြောင့်ဆရာကြီးဟာသာသနာပြုဖို့ပြင်ဆင်နေတဲ့အချိန်ခါမှာအထူးသဖြင့်1811ခုနှစ်မှာကျင်းပတဲ့ American Board of Commissioners for Foreign Mission အစည်းအဝေးကြီး American နိုင်ငံခြားသာသနာပြုဘုတ်အဖွဲ့ရဲ့အစည်းအဝေးကြီးမှာဆရာကြီးရွတ်တန်ကိုသာသနာပြုဆရာဖြစ်နေစတင်ပြမှခန့်ကြတယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်ဆရာကြီးရဲ့သာသနာပြုခြင်းအတက်တာကိုဆက်လက်ပြမှကျွန်တော်တို့ဆင်ခြင်ပြမှခွန်အားယူကြမယ်ဆိုရင်တော့ပထမဦးဆုံးတွေ့ရတဲ့ချက်တစ်ခုကအလိုတော်ဝန်ခံခြင်းပဲအလိုတော်ဝန်ခံခြင်းပဲ1812ခုနှစ်မှာသူ့ရဲ့ငယ်ကြီးစား Hesitine နဲ့Hesitine နဲ့ပေါ့နော်လက်ထားပြီးတော့နောက်တစ်နေ့မှာပဲဆလဲမြို့မှာရှိတဲ့ Tabernacle Church မှာတိတ်ခါမင်္ဂလာကိုသူယူပါတယ်နောက်6ရက်နေ့ဖေဖော်ဝါရီလ6ရက်နေ့1812ခုနှစ်မှာဆလဲမြို့ကနေပြမ Caravan ဆိုတဲ့တင်မောနဲ့အိန္ဒိယပြည်ကိုထွက်လာခဲ့ပါတယ်1812ခုဇွန်လ19ရက်နေ့မှာအိန္ဒိယနိုင်ငံကလကတ္တာမြို့ကိုရောက်ရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်အိန္ဒိယကိုရောက်တဲ့အခါမှာနေချင်းသာသနာပြုဆရာကြီးများဖြစ်ကြတဲ့ William Carey Mars Ma နဲ့ William West တို့ကနေပြမနှွေးထွေးစွာဆရာကြီးတို့လင်မယားကိုကြိုဆိုခဲ့ကြတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဆရာကြီးရဲ့စန္ဒကတော့အိန္ဒိယမှာသာသနာပြုဖို့ပဲဖြစ်ပါတယ်တိုးတော်လည်းပဲအဲ့ဒီချိန်ခါတုန်းကအိန္ဒိယကိုအင်္ဂလိပ်အစိုးရကအုပ်ချုပ်နေတဲ့ကာလမှာအထူးသဖြင့်အရှေ့အိန္ဒိယကုမ္ပဏီရဲ့မှာရှိတဲ့အာဏာပိုင်တွေကအမေရိကန်နိုင်ငံသားတယောက်ကိုအိန္ဒိယပြည်မှာနေဖို့အခွင့်မပေးကြပါဘူးဒါကြောင့်မို့လို့အများဆုံးထွက်ခွာသွားဖို့ရန်သူတို့အမိန့်ပေးလာတာကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့သူ့ရဲ့စန္ဒဖြစ်တဲ့အိန္ဒိယမှာသာသနာပြုဖို့အရေးဟာသူ့အတွက်တော်တော်လေးကိုအနှောက်အယှက်ဖြစ်လာရပါတယ်ဒီလိုနဲ့ပဲအိန္ဒိယနေထွက်ပထမဦးဆုံးအနေနဲ့သူပြင်တစ်ဗမာပြည်တော်မဟုတ်သေးဘူးပြင်တစ်ပိုင်တဲ့ Ezel of France ရဲ့ကျွန်းမှာသာသနာပြုဖို့သူပြင်ဆင်ခဲ့ပါသေးတယ်တိုးတော်လည်းပဲအစင်မပြေပြန်ဘူးနောက်ဆုံးကျတော့မလေးနိုင်ငံပြည်နန်ကျွန်းကိုသာသနာပြုဖို့သူပြန်လာပါတယ်ဒုတိယခေါက်အိန္ဒိယပြည်မဒရတ်ကိုပြန်ရောက်လာတယ်အဲ့ဒီမှာလည်းပဲကြာနေလို့မရပြန်ဘူး East India Company ကအများဆုံးရတင်မောနဲ့ထွက်ရမယ်ဆိုတဲ့အခါကျတော့အဲ့ဒီအချိန်မှာတခြားတင်မောမရှိဘူးရှိတဲ့တင်မောကဂျော်ဂျီယာနာဆိုတဲ့တင်မောဖြစ်ပါတယ်ဇွန်လ22ရက်နေ့မှာအဲ့ဒီတင်မောနဲ့ထွက်လာရင်းကနေပြီးတော့သူမတွားခြင်းနဲ့တခါမှလည်းအိမ်မက်မမက်တဲ့ဗမာပြည်ကိုသူရွက်လွှင့်ပြမရောက်လာခဲ့ပါတယ်ဇူလိုင်လ12ရက်1813ခုနှစ်မှာရောက်လာပြီးတော့ဖိလစ်ကယ်ရီတို့မိသားစုနဲ့ရန်ကုန်မြို့မှာအစီချခဲ့ပါတယ်သူကိုယ်တိုင်ရန်ကုန်မြို့မှာမြန်မာမြေပေါ်မှာရောက်ရှိတော်လဲပဲသူ့ရဲ့စိတ်နှလုံးသားကတော့ဗမာပြည်မှာမရှိသေးပါဘူးအမတန်အောင်ဖို့ကောင်းတယ်ရန်ကုန်ကနေဘယ်တော့ထွက်ရမလဲဒါပဲစဉ်းစားသူစဉ်းစားတာကစစ်တကောင်းကိုသွားဖို့ပဲစစ်တကောင်းဆရာရွတ်တန်ပြောဘူးတဲ့စကားရှိတယ်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်ပြောင်းလဲဖို့ဆိုလို့ရှိရင်ချင်းတစ်ပါဇက်တဲက
ရှိနေတဲ့အသားတုံးကိုလက်နဲ့နှိုက်ပြီးမှလူဖို့ဒါတောင်ပို့ပြီးတော့လွယ်သေးတယ်လို့ပြောတယ်ပြောချင်တာကဗမာတွေရဲ့စိတ်တက်ဗမာတွေရဲ့အနေထားဟာတော်တော်ကိုမာကြောတဲ့ခက်ထန်တဲ့အနေထားရှိတယ်သူ့အနေနဲ့လူအနေနဲ့စဉ်းစားတဲ့ခါကျတော့လွယ်တော့မလွယ်ပါဘူးဒါကြောင့်သူမပြောဘူးစစ်တကောင်းကိုသွားမယ်အဲ့ဒီအချိန်မှာတော့စစ်တကောင်းကအင်္ဂလိပ်အုပ်ချုပ်တဲ့အောက်ဆိုတော့နည်းနည်းလေးသာသနာပြုဖို့စင်ပြေမလားဆိုပြီးမှသူရွေးချယ်ခဲ့ပါတယ်သို့တော်လည်းပဲစစ်တကောင်းကိုထွက်ဖို့ကြိုးစားနေတဲ့အချိန်ခါမှာပထမကနဦးပြောင်းလဲလာကြတဲ့တပည့်တော်တွေဖြစ်တဲ့ဦးနောရယ်ဦးတာလှရယ်ဦးမြတ်တို့မျက်ရည်ကျပြီးတော့ဗာပြောလဲဆိုတော့ဆရာကြီးရဲ့တဲ့ကျွန်တော်တို့ကိုမထားခဲ့ပါနဲ့အောင်အ ਨੇ ဆုံး10ယောက်ပြည့်မဲ့အချိန်ကြာမှာပဲကျွန်တော်တို့ကိုခေါင်းဆောင်လေးတယောက်တင်ပေးပြီးမှခန့်ပေးပြီးတော့ထားခဲ့ပါမထားခဲ့ပါနဲ့10ယောက်ပြည့်တော့ဆရာကြီးတွားခြင်းတွားပါ10ယောက်ပြည့်တဲ့အထိတော့ကျွန်တော်တို့ကိုနဲ့တူနေပါလို့တောင်းပန်တဲ့အတွက်ကြောင့်ဆရာကြီးဟာတော်တော်လေးကိုခံစားပြီးမှမျက်ရည်မျက်ခွက်ကျပြီးတော့တော်ပြီဗျာငါမတွားတော့ဘူးဘယ်နေရာမှမတွားတော့ဘူးမြန်မာပြည်မှာပဲတောင်းဒီဖြစ်စေဆိုးဒီဖြစ်စေဒါဆုံးတောင်သာသနာပြုပါမယ်ဆိုပြီးမှဆုံးဖြတ်ချက်ချတာဖြစ်တယ်ကျွန်တော်တို့ဘာကိုဖော်ပြခြင်းတယ်လဲဆိုတော့ဆရာကြီးရွတ်တန်ဟာမြန်မာပြည်အတွက်ဖျားစေလွတ်တဲ့သာသနာပြုဆရာကြီးဖြစ်တယ်မြန်မာပြည်အတွက်ဆရာကြီးရွတ်တန်ဖြစ်တယ်ဆရာကြီးရဲ့အတွက်မြန်မာပြည်ဖြစ်တယ်ယောနာဟာသူတွားခြင်းတဲ့တာဆုစ်မြို့ကိုတွားဖို့သူပြင်ဆင်တယ်သို့တော်လည်းဘုရားသခင်ရဲ့လူတော်ကတော့နေနဝေမြို့ကိုတွားဖို့ဖြစ်တယ်သူစ조사ပြီးမှရှောင်ကွင်းပြီးမှ Tarsus ကိုတွားဖို့ပြင်ဆင်နေတော့လည်းပဲသာဝရဘုရားကနေနဝေမြို့ကိုပို့ဖြောင်ပို့ပါတယ်ထိုနည်းတူပါပဲဆရာကြီးလည်းပဲပြင်တစ်ပြည် island ကိုတွားလိုက်မလေးပြည်နံကိုတွားလိုက်စစ်တကောင်းကိုတွားခြင်းလိုက်နဲ့နောက်ဆုံးကြတော့လဲဘုရားပြင်ဆင်ပေးတဲ့ဗမာပြည်ရောက်လာခြင်းဖြစ်ပါတယ်ဆရာကြီးရဲ့တက်တာမှာသာသနာပြုတဲ့အချိန်ကာလမှာလည်းပဲသာသနာအတွက်တကယ်ပဲကြိုးစားပန်းစားနေ့မှာညမှာအလုပ်လုပ်တဲ့ဆရာကြီးတစ်ပါးဖြစ်ပါတယ်မြမသာသနာအတွက်ဆရာကြီးဟာမြမယဉ်ကျေးမှုစာပေတွေကိုပထမအဆုံးလေ့လာရတယ်အတွေ့အကြုံချင်းမတူကြတော့လဲအယောင်ဆင်းချင်းမတူကြတော့လဲယဉ်ကျေးမှုချင်းမတူကြတော့လဲကြိုးစားပြီးမှသူနေနိုင်အောင်စာပေယဉ်ကျေးမှုတွေလေ့လာရတယ်မြန်မာတရားကျမ်းပြုစုပေးရတယ်ကျမ်းစာအုပ်ဘာသာပြန်ပေးရတယ်မြန်မာနီးမြန်မာဟန်ရေကန်မြေကန်တဘောရတရားစရာတွေဆောက်ပြမဧဝံဂေလိဟောပြောတည်ခံရတယ်ဆရာတော်အနေနဲ့လည်းကလေးတွေကိုစာတင်ပေးရတယ်နော်ဘာသာရေးလွတ်လပ်ခွင့်ရဖို့အတွက်ညီပေါင်းစုံစူးစမ်းပြမမြန်မာမင်းတွေရှေ့မှာဒူးထောက်ပြမတွားတောင်းဆိုရတဲ့အပိုင်းတွေရှိတယ်မြန်မာနဲ့မြန်မာမင်းတွေနဲ့အစိုးရစစ်ပြည်ငြိမ်းရေးစာချုပ်ဖြစ်မြောက်ရေးအတွက်လည်းပဲစကားပြန်ဖြစ်နေတော်၎င်းစာစီပြရတဲ့အနေထားမှာတတ်နိုင်တဲ့ဘက်ကငြိမ်းချမ်းရေးအတွက်လည်းကူညီပေးခဲ့တဲ့ဆရာကြီးဖြစ်ပါတယ်ဒီကျွန်တော်တို့ပြောခဲ့တဲ့အရာတွေဟာတခုမှလွယ်တာမရှိပါဘူးဆရာကြီးအနေနဲ့ကျမ်းစာဘာသာပြန်ဆိုတဲ့ကာလမှာသူပြောခဲ့တဲ့စကားလေးကိုကျွန်တော်တို့ပြန်ပြမှသတိရမယ်ဆိုရင်တော့ဆရာကြီးကဘယ်လိုဖော်ပြလဲဆိုတော့စာရေးနေရင်းနဲ့ကျွန်တော်မျက်ရည်ကျခဲ့ရတယ်တမန်ကျမ်းစာကိုဘာသာပြန်ဆိုခြင်းဟာလေမြန်မာနိုင်ငံမှာခရစ်တော်ရဲ့သာသနာတည်ဆောက်ရမှာအရေးကြီးဆုံးဖြစ်နေပြန်တယ်စာရေးရင်းနဲ့သူမျက်ရည်တောင်ကျခဲ့ရတယ်လို့ပြောတယ်ဒီကနေ့မျက်ရည်ကျပြီးတော့အခက်ခဲမျိုးမျိုးကြားတွေကနေဘာသာပြန်ထားတဲ့ကျမ်းစာအုပ်နှုတ်ကပတ်တော်တမန်ကျမ်းစာကျွန်တော်တို့ဖတ်ဖို့ကမစင်စားကြဘူးလားတရက်တစ်ပိုက်လောက်တော့ဖတ်ဖို့မစင်စားဘူးလားတရက်ကိုခန်းကြီးခန်းတော့နှခမ်းလောက်ကတော့ဖတ်ဖို့စိတ်မကူးကြဘူးလားဆရာကြီးကမျက်ရည်နဲ့မျက်ဟောပေါ့ကြစွာကြပြီးတော့ခက်ခဲဘာသာပြန်ခဲ့တဲ့ဒီကျမ်းစာအုပ်ဒီကနေ့ကျွန်တော်လက်ဝယ်မှာရောက်ရှိလာတဲ့အခါကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အတူပုံမှန်ဖတ်ဖို့ခွန်အားယူဖို့အရေးကြီးပါတယ်နောက်တစ်ချက်ကတော့ဗာလဲဆိုတော့မြန်မာသာသနာမြေပေါ်မှာဆရာကြီးဟာအသက်ဆုံးတိုင်အောင်အဆုံးတိုင်အောင်ခရစ်တော်အတွက်
ဆက်ကပ်ခဲ့တယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်1825ခုနှစ်မှာ